โอเคအားလုံးပဲမင်္ဂလာပါကျွန်တော်မေရာရဲဆိုပါဒီနေ့မှာတော့ကျွန်တော်ကိုအနောက်ခံ background အစိမ်းရောင်ပေါ့နော်ကျွန်တော်ဘယ်လိုမျိုးဖြတ်တာလဲပေါ့နော်ဒီလိုမျိုးကျွန်တော်တို့မှာရှိတဲ့အနောက်ခံ background အစိမ်းရောင်လေးကိုဘယ်လိုမျိုးဖြတ်တာလဲပေါ့နော်ဒါလေးကိုဒီမှာရှင်းပြပေးမှုပြောထားတဲ့သူတွေရှိရတယ်ကျွန်တော်ဒီနေ့ဗီဒီယိုလေးကိုကျွန်တော်လောက်ကြည့်လိုက်တာပေါ့နော်ဒီမှာဒီပုံစံအစိမ်းရောင် background ကိုကျွန်တော်ဘယ်လိုမျိုးဖြတ်တာလဲကျွန်တော်ဘယ်လိုပုံစံလောက်တာလဲပေါ့ဒါလေးပေါ့နော်ဒီပုံစံလေးတွေကိုကျွန်တော်ရှင်းပြပြပါနော်ဆိုတော့ဒါလေးကလွယ်လွယ်ကူကူနဲ့ကျွန်တော်Adobe Premiere မှာဖြတ်လို့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်Adobe Premiere Pro လေးကိုဖွင့်လိုက်မယ်ဖွင့်ပြီးတဲ့ခါကျတော့ရှင်ကျွန်တော်တို့ဒီမှာ project name လေးဆိုတာတိစောက်ပြရမှာเนาะကျွန်တော်တို့ဒီမှာproject name လေးတိစောက်ပြရမယ်ဆိုတော့ okay ဆိုတော့ project name လေးရပြီလားဆိုလို့ရှင်ကျွန်တော်တို့တွေကဒီမှာကျွန်တော်တို့ green ဆိုပြရပြပေါ့နော်ဒီပုံစံလေးပေးထားလိုက်တယ် okay ဆိုတော့ okay ဒီပုံစံလေးရပြီလားဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာproject ထဲမှာသွားပြီးတော့ဒီမှာ info media ဆိုတဲ့နေရာလေးမှာကျွန်တော်လာပြီးတော့တောင်းလိုက်တယ်ပြီးတဲ့ခါကျလို့ရှိရင်ကျွန်တော်တို့မှာဒီဗီဒီယိုနှစ်ခုကို select မှတ်ပြီးတော့ယူလိုက်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ထည့်မဲ့ဗီဒီယိုနဲ့ဖြတ်မဲ့ဗီဒီယိုနှစ်ခုယူတယ်ပေါ့နော်အဲ့ဒါဖြတ်မဲ့ဗီဒီယိုလေးတစ်ခုကျွန်တော်တို့ထည့်လိုက်တယ်ပေါ့နော်ကျွန်တော်တို့ဒီမှာဗီဒီယိုလေးကျွန်တော်ချက်ယူလိုက်တယ်တူသွားတယ်နော်ဒီပုံစံလေးအတန်တော့ကျွန်တော်ထည့်လိုက်တယ်ဟုတ်ပြီဒီမှာဒီပုံစံလေးရပြီလားဆိုလို့ရှိရင်ဒါကျွန်တော်တို့ဒါဝင်လာပြီပေါ့နော်ဝင်လာပြီလားဆိုလို့ရှိရင်ပြသွားမလဲကျွန်တော် effect တဲကိုလာမယ်ပေါ့နော် effect တဲကိုလာမှုအတွက်ဒီမှာပေါ့နော်ဒီ okay ဆိုတော့ဒီမှာ effect တဲကိုလာတယ်ပေါ့နော် effect တဲကိုလာပြီလားဆိုလို့ရှိရင်ကျွန်တော်ဒီနေရာမှာဒီမှာကိုရိုက်ချလို့လည်းရတယ်ပေါ့နော် preset မှာရိုက်ချလို့လည်းရတယ် preset မှာချမှဆိုရင်ကြာမယ်ဆိုရင်ဒီနေရာမှာကျွန်တော်က key ပိုင်း key ဆိုပြီးရိုက်ချလို့ရတယ်ပေါ့နော်ဒီမှာပေါ့နော်sorry ပေါ့နော်ဒီမှာဒါဆိုလို့ရှိရင်သူကဒီမှာ color key ရှိတယ်ပြီးလို့ရှိရင် alpha key ရှိပြီးတော့ emphasis key လည်းရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီကောင်လေးကိုကျွန်တော်ယူထည့်လိုက်တယ်ပါပေါ့နော်အခုကျွန်တော်ညွှန်ပြထားတဲ့နေရာလေးပေါ့နော်ဒီ key လေးကိုယူထည့်လိုက်တယ်ဒါဆိုရင်ဒီမှာရပြီလားဆိုလို့ရှိရင်ကျွန်တော်ဘယ်သွားမလဲ effect control တွေကိုလာမယ်ပေါ့နော်ဒီမှာ effect control တွေကိုလာတယ်လာပြီးတဲ့ခါကျလို့ရှိရင် effect control တွေမှာကျွန်တော်ဒီမှာခဏတော့ကျွန်တော်ထည့်ထားတဲ့ဒီမှာ key လေးရှိရပေါ့နော်ဒီဒီ key လေးပေါ့ဒီ key လေးနဲ့ကျွန်တော်ကအဲ့ key လေးတဲ့ကဒီမှာမြင်နေရတဲ့ color key ဆိုတဲ့နေရာလေးကိုကျွန်တော်ကဒီစောက်တန်လေးနေရာလေးပေါ့နော်ဒီနေရာလေးကိုကျွန်တော်တို့လာပြီးတော့ယူပြရမယ်ပေါ့နော် okay ပြီးတဲ့ခါကျတော့ရှင်ဒီဆက်ရောက်နောက်ခံဒီပေါ့နော် background ရဲ့နားလေးကိုတစ်ချက်ထောက်လိုက်မယ်ပေါ့နော်ဒါဆိုရင်ဒီမှာရသွားပြီ okay ဒါရပြီလားဆိုလို့ရှင်ကျွန်တော် project တွေထပ်လာမယ်ပြီးရင်ကျွန်တော်ထည့်မဲ့ background ကိုဒီမှာဆွဲထည့်လိုက်တယ်ပေါ့နော်ဒီပုံစံလေးဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့ကအမှန်တကယ်ဆိုရင်တော့ကျွန်တော်တို့ကဗီဒီယိုကအောက်မှာအပေါ်မှာဖြစ်ပြီးတော့ background အောက်မှာဖြစ်ရမယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့က background လေးကိုအောက်ရွှေ့လိုက်တယ်ပြီးရင်ကျွန်တော်ဒီပုံစံလေးထည့်လိုက်တယ် okay မရပြီပေါ့နော်ဒီဟာစကားပြောတာကျွန်တော်နောက်မှသူ့ဒီ play လုပ်တဲ့အတွက်ကြောင့်မို့ပေါ့နော်သူကစကားပြောတာနောက်ကျမှစကားပြောတယ်အဲ့တော့ကျွန်တော်တို့ခတ်ဖြတ်လိုက်မယ်ပေါ့ဒီပုံစံလေးဟုတ်ပြီကျွန်တော်ဒါဟိုတိုက်ရိုက်ကြည့်ပြီးတောင်းလာတာမဟုတ်တဲ့အတွက်ကြောင့်မို့နည်းလေးဒီမှာဟိုလေးဖြစ်သွားတာပေါ့ okay ဆိုတော့ချက်ကြည့်လိုက်မယ်ဒီမှာဒါဆိုလို့ရှိရင်ကျွန်တော်ဒီပုံစံရပြီလားဆိုလို့ရှိရင်ခါတော့ green video ရဲ့ကျွန်တော်ဒီမှာပေါ့နော်ဒီ color လေးကိုနည်းနည်းလေးလိုက်ချိန်ကြည့်လိုက်ပါပေါ့နော် color လေးတွေ okay ပုံစံလေးပေါ့ color လေးပါလေ short လောက်တာ shadow လောက်တာလေးတွေနောက်ကျွန်တော်မှာ white color နဲ့လေးတင်ချင်မယ်ဆိုတော့တင်လို့ရတယ်ကျွန်တော်မတင်ဘဲနဲ့ဒီပုံစံလေးလောက်လိုက်မယ်ဒါပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာ basic ထဲ color ယူပြီး okay ဆိုတော့ဒီအဲ့ဒီပြီးလို့ရှိရင် color map ထဲကလည်းပြီးတော့ color လေးနည်းနည်းလေးတွတ်တင်နိုင်ပြီပေါ့ပုံစံလေးပေါ့ပုံစံလေးနဲ့တွတ်တင်နိုင်မယ်အနီဘက်ကိုနည်းနည်းလေးပြီးတွားလိုက်ပြီပေါ့နော်ဒီမှာပေါ့နော်ပုံစံလေးတွားလိုက်မယ်ဟုတ်ပြီပြီးတဲ့လားဆိုလို့ရှိရင်ကျွန်တော်တို့ color လေးရပြီးကျွန်တော်ဘာတွေညာရပြီလားဆိုရင်နောက်က background လေးကိုလည်းထုံနည်း၎င်းမှာကျွန်တော်တို့က color လေးနည်းနည်းချိန်လိုက်မယ်နောက်က background လေးကိုလည်းတီးဟိုတားကြီးဟိုလိုမဖြစ်အောင်ရုပ်ပြတ်စင်ပြတ်ခြင်းဖြစ်အောင်ပေါ့နော် okay ပုံစံလေးပေါ့နော် okay ပြင်ကြည့်လိုက်မယ်ဒီမှာပေါ့နော်ဒါ packaging new ပေါ့နော်ကျွန်တော်တို့ဒါသတင်းထူးအနေနဲ့ဒါတင်ဆက်တယ်ပေါ့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဒီပုံစံလေးရသွားပြီဆိုတော့နောက်ဆိုရင်အဆင်ပြေမယ်လို့ထင်ပါတယ်အားလုံးပဲစီမံကြပါစေကျွန်တော်စစ်ကျင်တဲ့သူတွေအတွက်ဆိုရင်တော့ကျွန်တော်တို့မှာအားလုံး selection ပြလိုက်တဲ့ဒီပုံစံလေးပေါ့ပြီးဒီမှာ save လိုက်မယ်ပြီးကျွန်တော်မှာ export ထောက်လိုက်မယ်ပေါ့နော်ကျွန်တော်ဘာညာကွီးကွားရေးမယ်ဆိုလို့ရှိရင်ဒီမှာ920 80လောက်ပဲကျွန်တော်ထားလိုက်တယ်ပြီး export ထောက်လိုက်မယ်ခဏလေးနဲ့သူပြည့်သွားနေမယ်ပေါ့နော် okay ဆိုတော့ပြီးကျွန်တော်ပြပေးမယ်ပေါ့နော်ဒီမှာကျွန်တော်ကအတန်နဲ့ဒီ
subject ကိုတန်းတူမထားဘဲနဲ့ကျွန်တော်ကဒီမှာအလော်ကြီးလောက်လိုက်တယ်ပေါ့ okay ဆိုတော့ 1 minute လို့ပြောရတယ်ပေါ့နော်ဆိုတော့ခဏလေးကြည့်လိုက်မယ်နော်ကျွန်တော်ရဲ့ YouTube channel လေးကိုလည်းဒီ subscribe လေးလုပ်ခဲ့ပြီးပေါ့နော်ခင်ဗျားတို့ရဲ့ဒါ subscribe တစ်ခုကကျွန်တော်တို့နောက် video တွေမှာအားရင်တစ်ခုအနေနဲ့ရရှိမှာဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော် video လေးခဏလောက်ဒီ record လေးရပ်ထားလိုက်ပါပေါ့နော်